ကျွန်တော်ညီလေးနှစ်ယောက်လာမေးထားကြတယ်။ဘာလဲဆိုတော့အခုသူတို့လောက်ထားတဲ့ဒီ AI tools တွေရှိတယ်။တယောက်ဆိုလို့ရှိရင် extension တွေ Chrome extension တွေပေးလို့တာပေါ့နော်။တယောက်ဆိုလို့ရှိရင်လည်းကို service တွေပေးရပေါ့။ဒါပေမဲ့ client ရတဲ့လောက်မရဘူးဖြစ်နေတာပေါ့နော်။ဆိုတော့ဒီနေ့ခေတ်ကတကယ် reality ကအဲ့ဒါပဲဖြစ်မယ်ဗျ။ကျွန်တော်တို့အရင်တော့ဆိုလို့ရှိရင်ကျွန်တော်မှာ idea ရှိရဆိုရင်ကျွန်တော် idea ကိုကျွန်တော် product တစ်ခုအနေနဲ့ထုတ်ဖို့ခက်တယ်။အဲ့ဒါကတကယ်ကအရင်တော့ဆိုလို့ရှိရင် mode ဖြစ်တယ် mode ဆိုတာကျွန်တော်ဘာလဲဆိုလို့ရှိရင်ဝင်လို့မရဘူးအဲ့အချိန်မှာ product တကယ်ထုတ်ထားနိုင်တဲ့သူတွေ product ကိုတကယ် run နေနိုင်တဲ့သူတွေကဒါ mode ရှိနေတာပေါ့နော်ကျွန်တော်တို့ဝင်တိုးလို့မရဘူးအခုကကျတော့အဲ့ mode ကနည်းနည်းပျောက်တလောက်ဖြစ်သွားတယ်ကျွန်တော်တို့ idea ရှိရင်ကျွန်တော်အခုချက်ချင်းထပြီးတော့ app တစ်ခုထပြီးတဲ့လို့ရသွားတယ် web app တစ်ခုဆောက်လို့ရသွား website တစ်ခုဆောက်လို့ရသွားတယ် Android app iOS app Mac app Windows app ကြိုက်တာလို့အကုန်လုံးဆောက်လို့ရသွားတယ်။ဆိုတော့ခုနကကျွန်တော်ပြောတဲ့ဒီ product ကိုတိဆောက်တဲ့ဟာမဟုတ်တော့မဟုတ်ကဘယ်ရွှေ့သွားလဲဆိုလို့ရှိရင်အဲ့ဒါကို promote လုပ်တဲ့ marketing လုပ်တဲ့နေရာကိုရွှေ့သွားတာ။ဆိုတော့ဒီညီလေးနှစ်ယောက်ရဲ့သူတို့ရဲ့ဒီအဓိကပြဿနာဒီခွင့်တစ်ခုတော့မတူဘူးပေါ့နော်။တယောက်ကကျတော့ personal branding မရှိတာ service ပေးတဲ့ဟာကိုသူက promote လုပ်ရမှာ။နောက်တစ်ယောက်ကကျတော့global Chrome extension တွေစောက်တာတယောက်မတူဘူးအဲ့တော့ဒီနေ့ကိုအကြံပေးမှဆိုလို့ရှိရင်ပထမဆုံး personal branding စောက်ဖို့လိုတဲ့ညီတွေက content တွေ create လုပ်ဖို့လိုတယ်ဆိုတော့ကိုက service ကိုအခုချိန်မှာကျွန်တော်တို့က service ကိုဘယ်သူ့ကိုအပ်တာလဲဆိုလို့ရှိရင်ယုံကြည်တဲ့လူကိုအပ်တာဖြစ်သွားတယ်အဲ့တော့သူလည်း service ပေးတယ်ကိုလည်း service ပေးတယ်အဲ့တော့ဘယ်သူ့ကိုပိုယုံရလဲဘယ်သူ့ကိုကိုယ့်ရဲ့အချိန်နဲ့ငွေကိုပေးပြီးတော့ရင်းနှီးမြှုပ်နှံမှုလုပ်လဲအဲ့ပေါ်မှာတွားပြီးတော့မူတည်တာဖြစ်သွားတယ်။ဆိုတော့ service ပေးတဲ့ကိစ္စမှာအဲ့ခုနဘသူ့ကိုပိုယုံရလဲဘသူ့ကိုကိုယ့်ရဲ့ service ကိုအပ်မလဲဘသူ့ကိုကိုယ့် product ကိုကိုင်ခိုင်းမလဲပေါ့နော်။အဲ့လိုဟာမျိုးရဖို့အတွက်ကယုံကြည်မှု trust လိုတယ်။အဲ့လို trust ကိုအကောင်းဆုံးပေးနေတာ content နဲ့ပဲပေးလို့ရတယ်။ဆိုတော့ကျွန်တော် content framework တွေစောက်ပါ Facebook ဖွင့်YouTube ဖွင့်ကြိုက်တဲ့ကျွန်တော်တို့ဒါ content platform တစ်ခုဖွင့်လိုက်ပြီးသွားလို့ရှိရင် content တွေတင်တောက်လျှောက်တင်တော့ဒါပထမညီလေးတော့ဒုတိယညီလေးဖြစ်တဲ့ဒီ Chrome extension တွေကျွန်တော်တို့စောက်ပြီးတော့ဖြန့်နေဟာတွဲကြဘာလို့ဆိုလို့ရှိရင် website မှာ landing page တစ်ခုစောက်ပါမယ်ပြီး landing page မှာကျွန်တော်တို့ SEO လုပ်အောင်ဘာလို့ဆိုအခုနောက်ပိုင်း SEO ကနည်းနည်းလေးတော့အားနေသွားပြီဒါပေမဲ့ကောင်းနေတော့မရှိနေတော့မယ်ပြီးရင် SEO လုပ်ရမယ်ပြီးတော့လို့ရှိရင် mailing list ဆောက်ရမယ်ကျွန်တော် email ကို target mailing list ဆောက်ရမယ်နောက်တစ်ခုကကျတော့ကျွန်တော်အခုနောက်ပိုင်းခေတ်စားလာတဲ့ AI တွေကကိုယ့်ကို recommend လုပ်တဲ့ဟာပေါ့ဆိုတော့ AI တွားမင်းနေလို့ရှိရင်ဒါလေးဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ကိုယ့် product ကိုပြောပြတဲ့ဟာပေါ့အဲ့ဒါလေးလုပ်ရမယ်ဆိုတော့ဒီနှစ်ခုလုံးမယ်ဆိုလို့ရှိရင်တော့ဒီသုံးခုလောက်လုပ်မယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့စင်ပြေလောက်မထင်နဲ့ဆိုတော့အခုနောက်ပိုင်းမှာအဲ့လိုမျိုး marketing နဲ့ distribution ပေါ့နော်အဲ့ဒါက product ထက်ပိုပြီးတော့အရေးကြီးလာတယ်အဲ့ဒီအတွက်အကောင်းဆုံးကတော့ branding လုပ် content တင်ခဏဒီ Chrome extension ဆိုလို့ရှိရင်လည်း YouTube ပါဘယ်လိုသုံးလဲဆိုတော့ tutorial တွေတင်လို့ရတယ်ပေါ့နော်အဓိက search intent ပေါ့နော်လူတွေဘယ်လိုရှာနေလဲရှာနေတာကိုကိုယ့်ရဲ့ product ကဘယ်လိုဖြည့်ဆည်းပေးလဲဆိုတာကိုပြောထားတဲ့ content တွေပြန်တင်ဖို့လိုလိမ့်မယ်ထင်တယ်နော်ဒါကကျွန်တော် just အကြံပေးတာဖြစ်ပါတယ်